အားလုံးပဲမင်္ဂလာပါခုံးပလောင်ကြီးကနေကြိုးဆိုပါရစေဒီနေ့ရောတငယ်ချင်းတွေနဲ့ကျင်းဟော့စတယ်မှာ staycation ထွက်တဲ့ပလောင်လေးကိုဒီမေးသွားမှာပဲဖြစ်ပါတယ်နိုင်ချက်ကြုံရမှာဆိုတော့တငယ်ချင်းဆောင်မှာစောင့်နေကြပါတယ်ပြီးရင်တော့ဆက်ထွက်ကြပါဘူးဟုတ်တယ်ကျောင်းဆောင်နေတာနီးနီးလေးဆိုတော့50မိနစ်လောက်နဲ့ရောက်ခဲ့ပါတယ်နိုင်ချက်ကြုံရမယ်ဆိုပေမဲ့ကျွန်တော်တို့ကစိတ်မရှိခဲ့ပါဘူးအဲ့မှာလည်းခုလိုတငယ်ချင်းလိုပဲအများကြီးကြားရပေါ့အများကြီးလာကြရတယ်ဒါဗီဒီယိုထဲမှာပဲမပါတာပေါ့နိုင်ချက်ကြုံရမယ်ဆိုပေမဲ့မစောင့်လိုက်ရပါဘူးအများဆုံးဝင်ခဲ့ရပါတယ်အခက်ရပြင်စရာတော့မိချင်းတွေကိုရှင်းပိုင်နေပါပြီကိုရတော့ပတ်စံဖြစ်ပါတယ်။ဒီပါစားတယ်။တွေ့ရသည့်ရောက်စားဖို့လို့နေရှယ်ပူးနေပါပြီ။ကိုရန်စားချင်တာကိုမှာခဲ့ပြီမဲ့မကြိုက်ပါဘူး။စားလို့လည်းပြီးရောအတန်လေးနဲ့နှိမ့်ဆက်ကြပါတယ်။ဒါနဲ့အတန်လေးတော့ပြီးကန်ပေးကြပါ။ကိုကိုချေလာရအောင်လေမြင်းမြင်းကြဆိုမြင်းမြင်းဆိုတော့သူလည်းပေးပါမင်းလည်းပြဟာငါကတော့ချောင်းလာဒီတရားကျုံနေရတဲ့ဒီသားချိန်လားမင်းလည်းကျုံနေစေစက္ကန့်လုံးရဲ့ပြီးတော့ညနေပွဲသွားကြည့်ရင်တပုံသွားရိုက်ကြမှာဖြစ်ပါတယ်အဲ့ဒီပွဲရှိရော9နိုင်မှလည်းသွားလိုက်တာဆိုတော့အန်ဂျီနဲ့အမတွေကိုတွေ့ခဲ့ရတယ်ချိန်တွေကိုရက်စံလိုက်ချင်တယ်ချိန်တွေလုံးညောင်းနေသွားချင်တယ်အိမ်ပြန်နေနိုင်မမင်းနဲ့ရှိခွင့်ရရင်သိကောင်းတယ် Go ဒီတဲ့အတိုင်းပဲလူရဲ့ကြိတ်ကြိတ်တို့ဆိုတော့တက်ပုံရရမှာခက်ခဲပါတယ်ဒါပေမဲ့ခဏနားတဲ့ချိန်တွင်းမှာပဲအန်ဂျီယာရောက်လာခဲ့တော့တွေ့လိုက်ရပါတယ်ပြီးတော့ပိုက်စားလို့ဆိုပြီးမုတ်ဒီစားကြရဲဒါပေမဲ့ကောင်းမကောင်းမှတော့တယ်တူပါကျွန်မဈေးဆိုတာကြည့်ချင်နေလို့နည်းနည်းရိုက်ဆိုပြီးတော့နည်းနည်းရိုက်ပြီးတော့ပါချိခဲ့ပါတယ်အိမ်မက်မကောင်းမှုတွေရဲ့ဒီမှာခေရကြတဲ့ပြင်းပြချပြန်မတွေ့ပါလားသူပဲရောက်နေတဲ့နေဝေးအမစိန်တော့တွေ့လေးများလွယ်ရတယ်နေဝင်ချင်တော့ဘုံရအကောင်းဆုံးချိန်ပါပဲတမောရပြီးပြန်လာကြပါပြီစိတ်မရှိပါဘူးစိတ်မရှိဘူးဒီလိုနေရတော့ပြီးတော့ခန်းထဲမှာစားဖို့အတွက်ချန်ချီကနေမုန်တင်ဝယ်တယ်အဖေချစ်အပြောချင်ဟာအဲ့မှာနောက်ကတယောက်ကမျက်မှန်တက်ပြီးတော့လိုက်ချင်နေတော့အောင်ဆိုပြီးတော့လိုက်ချင်နေကောင်တင်ပေးရပြီးကိုဆိုလို့ရှိရင်လေးရတာထားလိုက်ရမှာမထားလိုက်ရင်ကျမတို့မဟုတ်ဘူးထပ်ပြီးအခန်းလေးပြောင်းတော့အဆွေးပချင်းနေနဲ့ဆိုကြပါတယ်ရှိသေးလေချစ်တယ်ဟာလာချက်ပြီးရှင်နေမယ်
12နာရီပိုက်စားတာတော့ခောက်ဆွဲသွားစားပါလေပြီးတော့မချင်းနေဆိုပြီးတော့မျက်စိကမရတော့ဆိုပြီးတော့ကျမတယောက်ရဲ့အိပ်ပျော်သွားပါတယ်ကတော့မနှက်စာပြင်ပြီးမယ်ပေါမောင်ကြီးกินပြီးမယ်သူပါကျမတို့ coffee sandwich ကြည့်ရမှာကြိုက်ပါဦးဒါတော့သူစီကကျွေး breakfast ပါပေါမောင်ကြီးกินတာတော့မားရဲဆိုပြီးတော့သူ့ဘေးကိုဟင်းချက်ကျွေးရမှာကြောက်တယ်ဆိုပြီးတော့ပြောနေတဲ့တယောက်ပါစားလို့လည်းပြီးတော့စားကြည့်ပြီးအတွက်လမ်းသွားရှာကြပါတယ်ပြီးရင်တော့ကျမရဲ့အစိုးကဏ္ဍလေးစီစဉ်လာပါပြီ Turn away, it's about to go. You will never dominate when I see you fall. You're gonna pop. စနေကြများတော့ဆိုတော့အချိန်ကိုကြိုးချီချီအချင်းဆိုရင်းနဲ့ချိန်ပြုံးကြပါတယ် စနေနဲ့ထိုးတော့ပြန်လဲပြန်ကြပါပြီနောက်လည်းမလာတော့လာလည်းမနောက်တော့ပါဘူးဝေးဘိုင်ဘိုင်